ဘောလုံးပွဲတွေအဆုံးများနေတဲ့ညီကိုတွေအတွက်ဒီနေ့ညမှာမိတ်ဆွေတို့အတွက်ကျွန်တော် free ပွဲလေး3ပွဲရွေးချယ်ထားပါတယ်မနေ့ညကတော့ရှင်ပြေးခဲ့တယ်ဒီနေ့မှလည်းကျွန်တော်အနေနဲ့အပေါင်းပြအောင်အကောင်းဆုံးကြိုးစားပေးထားပါတယ်ဒီပွဲစဉ်လေးတွေကတော့ပထမဆုံးပွဲအနေနဲ့ကျွန်တော် Brighton နဲ့ Bradford ပွဲစဉ်လေးကိုရွေးချယ်ထားပါတယ် body ကြီးမှာဆိုရင် level ကြီးပေါက်နေတယ် Brighton level 85ပြ90လောက်ပေါက်နေတယ်ကိုပေါင်းကြီးမှာဆိုရင်3လုံး45ပြလောက်စားပေါက်နေတယ်ဒီပွဲစဉ်မှာဆိုရင်Bradford ကလည်းဝေးခွင့်ဆိုရင်ဂိုးစုနိုင်တဲ့အနေအထားမျိုးတွေရှိတယ် body နဲ့ဆိုင်ရင်ဂိုးပေါင်းကြီးကိုကျွန်တော်တို့ရွေးချယ်တာပိုမှန်ကန်လိမ့်မယ်လို့ထင်တယ်ဒီပွဲစဉ်မှာကျွန်တော်တို့နှစ်သင်းလုံးဂိုးစုနိုင်တဲ့အနေအထားတွေရှိတယ်တိုက်စစ်အားတန်တဲ့အသင်းတွေဖြစ်တယ်ကျွန်တော်တို့ACC နဲ့ဂိုးပေါ်ကိုပဲဒီပွဲစဉ်လေးကိုရွေးချယ်ပေးခြင်းတယ်နောက်တစ်ပွဲကတော့ Newcastle နဲ့ Man City level 90ကိုပေါင်းကြီးမှာဆိုရင်3လုံး40လူတော်များများဒီပွဲစဉ်မှာဆိုရင် Man City ကိုကြိုက်ကြလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ခုနောက်ပိုင်းမှာ Man City ကရလဒ်တွေမှန်ကန်လာတယ်ရလဒ်တွေမှန်ကန်လာမှုနဲ့အတူတိုက်စစ်အားလည်းဟာလန်တို့လည်းတော်တော်လေးချိတ်ဆက်မိလာတယ်ထိုးသား80-80ရာခိုင်နှုန်းလောက်က Man City ကိုကြိုက်ကြလိမ့်မယ်လို့မြင်တယ်ဒီပွဲစဉ်မှာကျွန်တော်တို့ Newcastle မဆုံးနိုင်ဘူးလို့သုံးသပ်တယ်ဘာလို့လဲဆိုတော့ Newcastle Arsenal နဲ့တော့ level 90ပေါက်တယ်Arsenal 1-2 နဲ့နိုင်သွားတယ်ဒါပေမဲ့ခက်ခဲနဲ့ကိုနိုင်ခဲ့ရလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဘာလို့လဲဆိုတော့ Arsenal မိနစ်80ကျော်မှခြေပါကိုသွင်းတယ်90နောက်ဆုံးမိနစ်ကြာမှခေါင်းတိုက်ဆူသွားတယ်ဒီပွဲစဉ်မှာဆိုရင် Newcastle တော်တော်လေးတောင့်ခံနိုင်ခဲ့တယ် Man City က Arsenal လောက်ဒီနေ့မကောင်းဘူးလို့ကျွန်တော်တို့မြင်တယ်Newcastle ဒီပွဲစဉ်မှာမဆုံးနိုင်ဘူးလို့ပဲကျွန်တော်သုံးသပ်မိတယ် level 90ဆိုတဲ့ခြေတန်းတစ်ခုမှာနိုင်ရေးမဟုတ်လို့လည်းမြင်တယ်ဘာလို့လဲဆိုတော့ Man City နိုင်မှာဆို 1+80 လောက်ပေါက်တင်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်ဒီပွဲစဉ်မှာကျွန်တော်တို့ Newcastle body ကိုအကြိုက်တွေ့မိတယ်နောက်တစ်ပွဲတော့ကျွန်တော် Cagliari ပွဲစဉ်လေးကိုရွေးချယ်ထားတယ်ဗျ Cagliari နဲ့ Genoa နဲ့ပွဲစဉ်ရွေးချယ်ထားတယ် body ကြီးမှာတက်ပေါက်ဆိုကိုပေါင်းကြီးမှာဆို 2+10ဒီပွဲစဉ်ကတော့နှစ်သင်းလုံးကဘိမသာလိမ့်မသာအသင်းတွေလို့ပြောလို့ရတယ်နှစ်သင်းလုံးကတိုက်စစ်အားနည်းတယ်လို့ကိုပေါင်းကြီးကလည်းရမ်းချိုးနေတာကိုတွေ့ရတယ်ဒီပွဲစဉ်မှာကိုအောက်ကိုကျွန်တော်တို့ရွေးချယ်ပေးနေတာဘာလို့လဲဆိုတော့ကိုပေါင်းကြီး 2+10 စီးတန်းတွေကတော်တော်လေးပေါ်ခဲနေလို့သုံးသက်တယ်ဒီပွဲစဉ်မှာကျွန်တော်တို့ကိုအောက်ကိုကြိုက်တယ်ဒီနေ့ညရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်တွေကတော့ Newcastle body Cagliari ကိုအောက်ရဲ့နောက်တစ်ပွဲကတော့Brighton နဲ့ Bradford ပွဲစဉ်ကိုကျွန်တော်အနေနဲ့ကိုပေါ်ရွေးချယ်ထားတယ်ဒီနေ့ညမှာလည်းမနေ့ညလို့အဆင်ပြေစေမဲ့ Special 1ပွဲထွက်စီပါမယ်လိုချင်တဲ့မိတ်ဆွေတွေလည်းလာ join လို့ရပါတယ်ကျွန်တော်ရဲ့ Viber နံပါတ်မှာဆက်သွယ်လို့ရပါတယ်မနေ့ညဆိုရင် Valencia body နဲ့မိတ်ဆွေတို့လည်းတတရပဲနိုင်ရရှိခဲ့တယ်အားလုံးပဲကိုလက်ပါခေါင်းကြပါစေ